ညီမတို့ဖွဲ့ရတာတည်းတမမဟုတ်ဘူးကိုရဲမင်းဦးဆောင်တော့အမိတ် AC အဖွဲ့ရပါအဲ့ဒါကျွန်တော်တို့ပြန်ရတော့မှာလားကိုပြန်ရတော့ရှိလို့ခေါ်တာဟုတ်လားဟုတ်ကဲ့ဘောဘောနော်ဘယ်ဖွဲ့ခေါ်တာလဲခေါ်တာတိုင်ကရင်ဘယ်သူကြည့်လဲပေါ့နော်ဒီဖွဲ့ခေါ်တာလားအဲ့တော့ဒီကျွန်တော်ဒီဟိုကိုမုံနိုင်ဖွဲ့ကနေပြီးရှင်းပြတော့လက်ခံတယ်ပေါ့လက်ခံတယ်တော့အားလုံးဟုတ်ပြီအဲ့ဒါကျွန်တော်ဆက်ပြီးဖြည့်ရှင်းပေးမယ်မလို့တော့ဘူးဆိုရင်ကျွန်တော်တို့တွေပြန်သွားမယ်လေနော်အကုန်လုံးဒီအကိုင်းကိုင်းရှင်းနေအဓိကပဲနော်ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဒီမှာဆက်ဖြည့်ရှင်းမယ်ဟုတ်ပြီအဲ့ဒါကိုမနိုင်ဆက်လုပ်ပါဗျာကျွန်တော်တို့ဆိုရင်ခုကျွန်တော်တို့ဆောင်ရွက်ပေးရမယ့်ဟာပဲကျွန်တော်ရောက်အောင်ဆောင်ရွက်ပေးမယ်เนาะကျန်တာလည်းကျွန်တော်သိဆောင်နေမလားဘူးเนาะအားလုံးပဲเนาะအစိမ့်တရားအောင်ရောက်အောင်လုပ်ပေးမယ်ကျွန်တော်ညီမဒီသားရဲ့လက်ခံတယ်လို့ကြားပြီးသားအားလုံးထဲမှာကျွန်တော်မမရက်တည်ပေးမယ်เนาะညမှာလည်းပလိုက်နေနဲ့အတက်ကြံဖြစ်ပြီးရောက်လာတာဘယ်သူလဲကိုကြားတော်ဒီကနေ့ပကံသကုံရုံးနေရှင်းမှာတိုက်ကန်ဖြစ်ပြီးရောက်လာတာဘယ်သူလဲပါတီရဲ့ရှင်းမှာသတင်းမီဒီယာရှင်းမှာတိုက်ကန်ပြောပြီးသွားတာဘယ်သူလဲအခုလေလောကမားတွေရှင်းမှာမမနဲ့ရက်တည်ပေးမှာနော်သိချလောကမားတွေကအဖွဲ့ဒီတစ်ခုမရက်တည်ပေးဖို့ပဲလို့တယ်အဖွဲ့ဒီတစ်ခုကအရှင်းအောင်သွားရင်နောက်ကလောကမားညီအောင်လိုက်ဖို့ပဲလို့တယ်အားလုံးကျေးဇူးတင်တယ်ကျွန်တော်တို့ရောက်အောင်ဆောင်ရွက်ဖို့ကျွန်တော်စီစဉ်နေအောင်မယ်နော်